ဈေးရောက်မကောင်းတဲ့လူတွေခြံနေရောင်းနေတဲ့လူတွေအိမ်ရောင်းနေဘာပဲရောင်းရင်ကွာဒီကောင်ကတော့အားလုံးအတွက်အဆင်ပြေတဲ့လက်ပွင့်ကာတာလေးဖြစ်တယ်နော်ငွေလိုလို့ခြံနေအိမ်နေအမြန်ရောင်းနေတယ်ဆရာသမားတွေရှိမှလည်းလက်ပွင့်အဆောင်တွေစမပကံလိုဟာမျိုးတွေအဖို့ကလည်းအခက်ခဲရှိနေတယ်ဆိုတော့သားရဲ့သမီးတွေအတွက်ကိုဘာကြီးကဆရာသားမချမ်းမဲနဲ့လက်ပွင့်ကဲဒီလေးတော့အမြန်ရောင်းထွက်စေတဲ့ဒီလေးကိုဘာကြီးပြောပြမှာဖြစ်တယ်ဈေးရောက်မကောင်းတဲ့လူတွေခြံနေရောင်းနေတဲ့လူတွေအိမ်ရောင်းနေဘာပဲရောင်းရင်ကွာဒီကောင်ကတော့အားလုံးအတွက်အဆင်ပြေတဲ့လက်ပွင့်ကာတာလေးဖြစ်တယ်နော်ပထမရေတစ်ခွက်ယူလိုက်ပါဖန်ခွက်ဆိုပူကောင်းတယ်ဒါတော့ဘာကြီးတောက်တဲ့ရေခွက်ပေါ့လေပြရတာပေါ့နော်ဒီလိုရေခွက်ထဲကိုအမွှေးနှံသာလေးထည့်လိုက်မယ်နော်အမွှေးနှံသာလေးနည်းနည်းပန်းထည့်လိုက်မယ်ပေါ့ထည့်ပြီးတဲ့အခါကျရင်ဒီကာတာလေးကိုမမ်းမယ်သားတို့သမီးတွေအုံသူကြီးကနေမင်းစန္ဒာချင်းလမင်းသူကြီးဝင်ဆရာဝင်နော်အဲ့ဒီကောင်39ခေါက်မမ်းမယ်နောက်တစ်ခါထပ်ရွတ်ပြမယ်သားတို့မျိုးအုံသူကြီးကနေမင်းနော်စန္ဒာချင်းလမင်းသူကြီးဝင်ဆရာဝင်နော်အဲ့ဒီကောင်ကိုဒီပေါ်မှာဘာကြီးဖြစ်နိုင်ရင်ရေးပြီးတော့တင်ထားပြီးတော့မယ်သားတို့သမီးတွေအဲ့ဒါလေး39ခေါက်မှန်းပြီးလို့ရှိရင်ဒီလိုတပြေကက်လေးတစ်ခက်ယူလိုက်မယ်နော်တပြေကက်လေးနဲ့ကိုရောင်းမယ်ပစ္စည်းကိုလိုက်ပြီးတော့ပက်မယ်နော်အိမ်ဆိုလဲအိမ်ကိုပက်မယ်ခြံဆိုလဲခြံကိုပက်မယ်အခြားရောင်းဝယ်ပစ္စည်းဆိုရင်လည်းအဲ့ဒါလေးကိုပက်မယ်နော်ငချောင်းငချမ်းဆိုရင်လည်းဘေးကတောင်းကိုပက်မှာပေါ့ကွာငချောင်းငချမ်းပေါ်သွားပက်ရင်တော့လက်ကိုအရေးအဆူတွေပြန်ကုန်နော်ရေဆိုမခံတဲ့ပစ္စည်းဆိုရင်တော့အခြားတောင်းပေါ်ပက်မယ်ဗန်းပေါ်ပက်မယ်ပေါ့လေအဲ့ဒါလုပ်မယ်ဆိုရင်သားသမီးတို့ရောင်းဝယ်လို့ကောင်းလာပါလိမ့်မယ်ခြံနေအိမ်တွေလည်းအမြန်ဆုံးရောင်းထွက်ပါလိမ့်မယ်နော်ဒါကတော့ဟိုသားသမီးတို့အားနာလို့ဆရာသားမချမ်းမဲနဲ့အကောင်းဆုံးရရာလေးအကောင်းဆုံးဂါရာလေးကိုဘာကြက်သားသမီးတို့သင်ပေးခြင်းဖြစ်ပါရဲ့သားသမီးတို့ရေသားသမီးတွေလုပ်ကြည့်ပါသားသမီးတို့ဘာကြီးကတသမမှတ်သမျှလေးတွေမျှဝေခြင်းဖြစ်ပါတယ်နီးဟိုတာလုပ်ပါရောင်းနေတာတွေရောင်းလို့ကောင်းလာပါလိမ့်မယ်တို့ဘာကြီးအဲ့ဒါလေးပြောပြရင်ဖြစ်ပါရဲ့သားသမီးတွေသားသမီးတွေအားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေလူဝဆန္ဒတွေပြည့်ဝကြပါစေရောင်းလို့သောပစ္စည်းအမြင့်ဆုံးဈေးနဲ့အမြန်ဆုံးရောင်းထွက်ကြပါစေတို့ဘာကြဆုတောင်းမြတ်တာလေးပေးပို့လိုက်ပါတယ်